ချိန်မှာကိုစောတိကထပ်မိတယ်ဟဲ့မင်းဖွင့်ပြပြီးပြီလားကွာလဲဆိုကျွန်တော်ဖွင့်ပြပြီးပြီလို့ဘာပြောလဲကျွန်တော်ဘာမှမပြောဘူးအေးတဲ့မင်းကိုငှက်ကြီးကဘာမှမပြောဘူးဆိုတဲ့ကွာမင်းကိုမင်းသိဖို့ကောင်းတယ်မင်းအချိန်လေးမင်းသိဖို့ကောင်းတယ်ဆိုတော့ဟာအဲ့မှာမောင်ငှက်ကိုကလည်းဘေးမဲ့ဖြစ်ရမလို့သိရမလားတခုခုလှုပ်ပြီးပဲတခုခုပြောလို့လုံးဝမဖြစ်နေတယ်အဲ့ဒီအချိန်မှာကိုငှက်ကိုစိတ်ထဲကပြင်မာမိတယ်ဟောဒီဘက်ကဘာလဲပေါ့ငါ့ကိုဘာမှမပြောနည်းနည်းတော့မုံဒီစိတ်တော့နည်းနည်းဖြစ်သွားတယ်သူ့ဒါပေမဲ့အဲ့ဒီအချိန်မှာသူနဲ့ကိုနဲ့တိတ်ဘယ်လိုပြောမလဲတိတ်အစီမကတ်တော့ဘူးဒါပေမဲ့ချစ်ပါတယ်အဲ့လိုနေကြရင်သားတွေပြောနှစ်တဖြည်းဖြည်းကြာလာတဲ့အခါကျတော့ကိုတွေတဖြည်းဖြည်းနဲ့မရိစာဆိုတာလည်းတဖြည်းဖြည်းနဲ့အစွဲပေါက်လာတာပေါ့လေထားပါတော့အဲ့လိုဖြစ်လာတယ်ဘလူးဖြစ်လာတဲ့အချိန်တော့မှအဲ့ဒီဇက်ပေါင်းဖန်တီးတဲ့အချိန်မှာဦးရစ်မှာသူ့ရဲ့နောက်ဆုံးအချိန်တွေပေါ့ကိုငှက်ရဲ့နောက်ဆုံးအချိန်ကိုငှက်ကဦးရစ်ထဲမှာပဲနေသွားအဲ့ကာလာတွေကဟုတ်အဲ့ဇက်ပေါင်းဖန်တီးတဲ့အချိန်မှာသူနဲ့ကိုနဲ့ကအမှုပညာကျောင်း music ကျောင်းတွေကိုဘယ်လိုပြောမလဲဆွေးနွေးတိုင်ပင်လို့အရန်ကောင်းနေပြီအဲ့အချိန်မှာဟိုရောက်တယောက်စကားပြောကြရင်ဂရတီးနေနေအဲ့လိုပဲကန်တီးမှာစကားပြောကြရင်ကိုငှက်ကအပါမေးလဲဆိုဟဲ့လူရဲ့ခမရနေပါဦးလေခမရခွေကိုဘာလို့မော်စော်တိကမယူခဲ့တာလဲတဲ့ဟာလို့ခမရမေးပြီလားလို့ကျွန်တော်အဲ့ဟာကိုစောင့်နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီလို့အဲ့နဲ့စောစောပြောတဲ့အဖြစ်ပြက်လေးသူပြန်ပြောပြလိုက်တာသူအရင်တောတော့ထွက်လာတယ်မှာကိုငှက်ကြောင့်သိရမှာလားအဲ့မှာစုံလွတ်တာဟာအတိတ်ပဲမှမရှိရတာခမရလေတဲ့ကျွန်တော်ကဘယ်လိုလုပ်ဝေဖန်ရဲမှာလဲတဲ့ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာရမဟုတ်ခင်ဗျာတချင်းတွေက rock တွေတဲ့ကျွန်တော်ဘာသာရမဟုတ်ဘူးတဲ့ကျွန်တော်မကျွမ်းကျင်တဲ့ဘာသာရကိုကျွန်တော်ဝေဖန်ရင်ကျွန်တော်ခွေးရတော့မှာပေါ့မှားဝိုင်းဘာလို့ကျွန်တော်ဝေဖန်ရမှာလဲတဲ့ဒါပေမဲ့အဲ့ချိန်မှာသူစကားကိုသူပညာရှင်ပြင်မှန်းစကားကိုထွက်သွားပြီခင်ဗျာအခွေရ rock တွေလို့ပြောလိုက်တယ်ဟုတ်တယ်ဒါ rock ခွေဆိုတာဒါတော်တော်များများဒါ rock ခွေလို့မသိဘူးเนาะအဲ့တော့ပြောချင်တာကာလာပေါ့ rock ကာလာဖြစ်နေတာပေါ့အဲ့တော့အဲ့ချိန်ကမှကိုသူ့အစားအသိအစင်မပြေတဲ့ပြောရင်လည်းနည်းနည်းတော့သိမကြည်လင်တဲ့စိတ်ကအဲ့မှာသူ့အရန်ကိုအားလဲအားနာသွားပြီးတော့မှဟာငါတော်တော်မှားခဲ့တာပဲပေါ့ဟာကိုခန့်ကျွန်တော်ခမရောက်အရန်တင်းခဲ့တယ်လို့အဲ့တော့ဟာခမအားလို့ကြီးတာလို့ဆိုတော့သူ့ပို့ပြီးတော့အရင်ကပို့နှစ်ဆပို့ကြည်ညိုသွားတယ်တော်တော်ပညာရှိတယ်ဘဲပေါ့နော်တော်ကိုပညာဘယ်လိုပြောမလဲပြည့်စုံတော့နဲ့ကွာ music တစ်ခုကို तू မကျွမ်းကျင်တဲ့ကိစ္စတစ်ခုကိုဘဝေဘန်ဘူးဆိုတာ तू ဆိုတဲ့ music ဒါကိုစရတော့လည်းသိတာပဲ तू ဆိုတဲ့ music ကတတ်ပဲဒါပေမဲ့ तू ကနာမည်ကြီးတယောက်ဖြစ်လို့ဒီဟာကြီးကမဟုတ်ဘူးလို့ तू ဘဝေဘန်ရဲဘူးချိုးတာရဲ့စကားများဒီမှာ